ရခိုင် United နဲ့လေ့ကျင့်ခွင့်ပြဿနာရခိုင် United အသင်းပိုင်ရှင်ကအသင်းလေ့ကျင့်ရေးအဆင်မပြေတာကြောင့်အသင်းဖြတ်မယ်ဆိုပြီးထုတ်ပြောလိုက်လို့မြန်မာဘောလုံးလောကမှာတော်တော်လေးအုံချွတ်ချွတ်ဖြစ်သွားရပါတယ်။တကယ်ကမြန်မာကလပ်အသင်းတွေလေ့ကျင့်ခွင့်ပြဿနာတက်နေတာကကာလအတော်ကြာခဲ့ပြီလို့ဆိုရမှာပါ။ခြေနေဘယ်လောက်ထိဆိုးလဲဆိုရင် training တင်နောက်ရက်မှာဗမာ training ဆင်းရမလဲမသိတဲ့ကလပ်အသင်းတွေအများကြီးပါ။ဘာကြောင့်ရခိုင် United အသင်းပိုင်ရှင်ကဒီပြဿနာကြောင့်အသင်းဖြတ်မယ်လို့ပြောခဲ့ရတာလဲ။စင်မျိုးဆိုတာအကိုတို့ပါလေ training ဆင်းရတဲ့ကွင်းနေအခုမိုးရွာနေတယ်ချွတ်နေတဲ့အကုန်လုံးဘာမှစင်မျိုးမနေ့မစင်မျိုးဆိုတော့ဒီရောက်ကြတဲ့ကပေါ့3နှစ်လောက်ရှိနေပြီဒေကန်ဟိုတောင်းဒီတောင်းဟိုမှာ U15 လုတ်ပေးတယ်တိတ်1800လောက်ကုန်တယ် U17 1800လောက်ကုန်တယ်အလေးမှမထားတာဒီအင်းကိုဟိုကိုဗစ်နောက်ပိုင်းမှာစားလုတ်ကြတွေကနေပြီးတော့တိမ်မောက်မြောင်များဆိုတိမ်မောက်1000ကျော်ကုန်ပြီကိုပိုင်ငွေကြေးတွေဘယ်သူစီမှအထောက်ပံ့မပါဘူးကိုပိုင်ငွေကြေးတွေနဲ့ပဲလို့အဲ့တော့စိတ်ပေါက်လာတာမနေ့ကကွင်းတောင်းတာကွင်းလန်းတောင်း formation တွေလို့ရှိတယ်နိပြကြီးတောင်းပြီးအဲ့အတွက်အဲ့ formation တွေလို့ဖို့အတွက်အဲ့နိပြကနည်းနည်းဆိုးတယ်ကွင်းမရလို့ရှိရင်ဒီ CEO တွေဆောင်းတာမဟုတ်ဘူးအသင်းပိုင်ရှင်ကိုလာဆောင်းတာအဲ့တော့အရင်တုန်းကလည်းကြုံရပြီအခုလည်းထပ်ကြုံရမယ်ဆိုတာဒီနေ့ကကွင်းတောင်းနေတာဟိုကွင်းတောင်းတယ်ဒီကွင်းမှမရဘူးမြန်မာ National League ကလပ်အသင်းတွေဟာရန်ကုန်မြို့မှာပဲအခြေစိုက်ပြီးပြိုင်ပွဲဝင်နေကြတာပါဒီအခြေအနေကလေ့ကျင့်ခွင့်အခက်အခဲကိုပိုဖြစ်စေတယ်လို့ဆိုရမှာပါရန်ကုန်မှာ MNL1 နဲ့ MNL2 ကလပ်အသင်းပေါင်း20ကျော်ရှိပြီးဘောလုံးကွင်းအရေအတွက်က10ခန်းလောက်ပဲရှိပါတယ်ဒီပြဿနာကို League Committee ကဖြေရှင်းဖို့လိုတယ်လို့အသင်းပိုင်ရှင်ကဆိုပါတယ်လိပြိုင်မှုတစ်ခုတိုးတက်ဖို့အတွက်အကုန်လုံးလိုတယ်ဗျကျွန်တော်တို့ကနေပြီးတော့တကယ်နိုင်ငံရောကျွန်တော်လူမျိုးရောရခိုင်တွေရောရခိုင်ကစားလေးရှိတယ်ဒါနိုင်ငံကိုစားပြုတာဗျပြည်နယ်ကိုစားပြုတာရန်ကုန်မြို့ကဘောလုံးကွင်းတွေကိုမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ပိုင်ကွင်းနဲ့အားကပိုင်တဲ့ကွင်းဆိုပြီး2မျိုးခွဲနိုင်ပါတယ်အားကပိုင်တဲ့ကွင်းတွေကိုပြုပြင်ထိန်းသိမ်းပြီးမျှသုံးဖို့အတွက်ပြင်ဆင်စ조사မှသာကလပ်အသင်းတွေလေ့ကျင့်ကွင်းအဆင်ပြေနိုင်မှာပါရခိုင်အသင်းပိုင်ရှင်ကတော့ကွင်းရရင်ဆက်လုပ်မယ်ကွင်းမရရင်ဆက်မလုပ်ဘူးလို့အတီလင်းပြောထားတော့ဘောလုံးကွင်းသာအဆင်မပြေရင်ကလပ်အသင်းတွေရေရှည်ပြိုင်ပွဲဝင်နိုင်ပါမလားဆိုတာကိုစောင့်ကြည့်ရမှာပါ